လုံးမင်္ဂလာပါခင်ဗျာဒီနေ့ညကိုဆွေးနွေးပေးမယ့်အကြောင်းအရာတော့ဒီတူရကီနိုင်ငံမှာရှိတဲ့ဒီ Kyrgyzstan Worker Party ဆိုတဲ့လုံသမားဖွဲ့စည်းပါတီဒါကျန်းဖတ်ဖွဲ့စည်းတွေကသူတို့ရဲ့လက်နက်ကိုင်လမ်းစဉ်တွေကိုတရားဝင်ဆွန့်လွတ်လိုက်တဲ့သတင်းပေါ့ဒီသတင်းနဲ့ဆက်ဆက်ပြီးအကြောင်းအရာတွေကိုညကိုဆွေးနွေးပေးသွားဒါဒီပထမအဆုံးအနေနဲ့ဒီပါတီပေါ့ဒါ Kyrgyzstan Worker Party ဆိုတာဒီတူရကီနိုင်ငံမှာရှိတဲ့လုံသမားပါတီပေါ့ဒီပါတီရဲ့ဒီသမိုင်းကြောင်းသမိုင်းကြောင်းတွေဘယ်လိုရှိလဲဆိုရင်ဒီ1932ခုနှစ်မှာဒီလော်ဇန်းစာချုပ်ချုပ်တဲ့အချိန်မှာဒီ Kyrgyzstan အိမ်မက်ဒါသူတို့ပြက်ကွယ်သွားတာပြောချင်တာဒါဒီ Kyrgyzstan လူမျိုးတွေကဒီနိုင်ငံ၄နိုင်ငံထဲမှာဒါသူတို့အနေနဲ့တစ်ပိုင်းစီပါသွားတာဒါဘယ်နိုင်ငံနေလဲဆိုရင်တူရကီအီရတ်အီရန်ဆီးရီးယားပေါ့ဒီနိုင်ငံအတွင်းမှာဒါသူတို့တစ်ပိုင်းစီပါသွားတဲ့ဒီကတ်လူမျိုးတွေကဒါပေမဲ့သူတို့အနေနဲ့ဒါနယ်နိမိတ်တွေနဲ့တစ်ဆက်ရှိတာဒီပထမကမ္ဘာစစ်ပြီးသွားတဲ့အချိန်မှာဒီ Ottoman ပြိုကွဲသွားတဲ့အချိန်ဒါစစ်နိုင်တဲ့တစ်ဖက်ကဒါနောက်မဟာမိတ်နိုင်ငံဒီနိုင်ငံတွေကဒါဒီကမ္ဘာကြီးကိုပြန်လည်ပြီးတော့ဒါခွဲဝေတဲ့အချိန်မှာဒီ Ottoman တွေကနိုင်ငံတွေအကြီးကြီးဖတ်သွားတဲ့အချိန်မှာဒီကတ်လူမျိုးတွေပေါ့ဒီလူမျိုးတွေကလည်းဒါသူတို့အနေနဲ့ Kyrgyzstan နိုင်ငံပေါ်ထွက်လာဖို့အတွက်ဒါသူတို့မျှော်မှန်းကြတာဒီလိုမျှော်မှန်းပေမဲ့ဒါတစ်ဆက်တည်းမှာဒါသူတို့အနေနဲ့ဒီ1984ခုနှစ်ကဒါသူတို့ဒီနိုင်ငံမှာဒါသူတို့တောင်းကျမ်းသူဖြစ်ဒါဆင်နွှဲခဲ့တဲ့တိုက်ပွဲမှာပဲဒါဒီလူပေါင်း4000ကျော်သေဆုံးခဲ့ရဒါနဲ့ပတ်သက်ပြီးတော့ဒီတစ်ဖက်ကEU အမေရိကန်ပြီးရင်တူရကီနိုင်ငံတွေကဒါသူတို့ကျန်းဖတ်အဖွဲ့အဖြစ်ဒါလုံးဝတရားဝင်ကြေညာခဲ့တာဒါသူတို့ရဲ့လုပ်ရက်တွေနဲ့ပတ်သက်ပြီးတော့ဒီတူရကီနိုင်ငံအနေနဲ့ကတော့ဒါဒီမျိုးပြဿနာနိုင်ငံရေးပြီးစီးပွားရေးအရာဝန်တော့ဝန်ပိုးတွေဖြစ်လာခဲ့တာဖြစ်တဲ့အတွက်ယနေ့အချိန်ထိဒါနောက်မဟာမိတ်နိုင်ငံများအားလုံးကဒါကျန်းဖတ်အဖွဲ့အစည်းဖြစ်ကြေညာထားတော့ဒါဒီနေ့မှာဒါသူတို့အနေနဲ့အခုဒီပြီးခဲ့တဲ့တနင်္လာနေ့ကဒါသူတို့ရဲ့လက်နက်ကိုင်လမ်းစဉ်ကိုဒါတရားဝင်ဖြတ်သိမ်းခဲ့တာဖြစ်တဲ့အတွက်ဒါဒီဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေကဒါဒီနေတိုးဖွဲ့ဝင်ဖြစ်တဲ့ဒါတူရကီနိုင်ငံအတွက်နိုင်ငံရေးအရာရောဒါစီးပွားရေးအရာရောတည်ငြိမ်မှုတွေကိုညှိနှိုင်းစေလာနိုင်တယ်ပြီးရင်ဒါဒီတစ်ဖက်ကအိန္ဒိချင်းတွေဖြစ်တဲ့ဒီကတ်တပုံဖွဲ့ခွဲတွေရှိတဲ့ဒါအီရတ်နိုင်ငံဆီးရီးယားနိုင်ငံတွေမှာတော့ဒါသူတို့နဲ့ဒါအိန္ဒိချင်းရတင်းမာမှုတွေတော့ဒါရောကြသွားနိုင်တယ်လို့တော့မြင်တွေ့ရတာဒါနိုင်ငံတကာအနေနဲ့ဒါတုံ့ပြန်မှုတွေရှိလာတယ်ဒါရှိလာတဲ့နဲ့ပတ်သက်ပြီးတော့ဒီခုလက်ရှိမှာဆိုရင်ဒါကုလသမဂ္ဂ EU ကဒီလောက်ရနဲ့ပတ်သက်ပြီးကြိုဆိုတယ်ဒါပေမဲ့တစ်ဖက်ကဒီအမေရိကန်အနေနဲ့ကတော့ဒါဆီးရီးယားမှာရှိတဲ့ဒီကတ်ဖွဲ့တွေပေါ်မှာဆိုရင်တော့ဒါသူ့အနေနဲ့ဒါတက်ရောက်မှုတွေအားလုံးကိုတော့ဒါတတိကြီးထားပြီးတော့ဂိုင်တွယ်နေတာပေါ့ပြောချင်တာဒီအီရတ်နဲ့အီရန်မှာရှိတဲ့ဒါကတ်လူမျိုးတွေအနေနဲ့ကတော့ဒါအခုဒီဖြတ်သိမ်းမှုနဲ့ပတ်သက်ပြီးတော့ဒါနစ်နာမှုတွေကိုဒါသူတို့ဖြေရှင်းမပေးဘူးဆိုရင်နောက်ဆက်တွဲအနေနဲ့ဒါသူတို့အနေနဲ့ဒီမင်းတက်မှုတွေပေါ့စူပူကြမ်းဖက်မှုတွေကိုလှုပ်ဆောင်မယ်ဆိုပြီးတော့ပြောကြားထားတာဒါဒီအဓိကပြောချင်တာဒီအဖွဲ့ဖြတ်သိမ်းမှုမှာဆိုရင်ဒါဒီတူရကီနဲ့အဓိကဒီအဖွဲ့နဲ့ဆက်နွယ်နေတဲ့ဒါဆီးရီးယားမှာရှိတဲ့ YPG ဆိုတဲ့